阿官喏，没说的皮多加一了，我讲皮高。来谁的你把那个俺是嘛阿五的，木酒的木高的，木高木酒的，没弄那个木了，钢酒所谓那么苦逼没关喏。都没面亏了那个一波来的，你们看那用呀，都变步了，讲嘛把的抢啊的的没，就来的讲的阿五的呀，伢的别多的嘛，这靠来家到北岸的，多拉比拉的么的要苗东呀，可能讲些讲北岸嘞，都罗到白山拉沙的别变多的，那我家到电脑我你们你的，我到那嘛，东个北岸门那么的。你家呗，表表兄弟啥玩意喏？大家冇讲咩？这爸爸家的屋里头边的你用拉人，这也到补这边喏，门那边喏都十的那一老的冇的欧米毛面呢，哎呀你补来的补呀，你那一土的补的，你那一土要冇的欧那比破哩话路，这边里的晒来的，好俺那一来块哟，冇啊么西到你也补的喏。cái số này dùng số tiền có này dùng mua gì nhập ba mua đấy nó mai đi làm gì này đấy mới thả lại rồi đó đi lại giờ giờ bù sinh lại biến được mua lia rồi phát sản này rồi đấy đấy nó ai đó chả mai đó thu cứu sai bù sinh này đó bù mà bé bé giờ thì uru giờ phao biển mua bỏ nó mà phao biển nào rồi hô đào à cái bài gì vậy mà phao biển nào vậy nóကျွန်တော်တို့မမွေးခင်ကလေးကနေမှာပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့ငယ်ငယ်လေးကလေးအဲ့ကဘာကြီးရေးခုလည်းရဲနာပဲရောင်သွေးပြောင်းမသွားဘူးဗျာဒီကောင်ကြီးနော်ကဲတိတ်ဆိတ်ငြိမ်သက်ဩငယ်ရွယ်တော့နေနိုင်တော့နေရတာဒေါတောင်ဆိုတာတက်ကြီးသွားလို့နေကျင်တိုင်းလည်းမနေရဘူးပတ်စံရှိတိုင်းလည်းနေလို့မရဘူးပတ်စံမရှိတိုင်းလည်းနေလို့မရဘူးဝါသနာပါမနေနိုင်မှနေလို့ရတာဗျာတဲ့နော်ဘာကြီးမို့လို့အေးချမ်းချမ်းလေးနေခြင်းလိုက်တာတဲ့အေးချမ်းတာကိုသူတို့ကမြင်တော့အေးချမ်းချမ်းနေခြင်းလားကျွန်တော်မနဲ့လင်းရင်9နာရီထိုးရင်ထားတယ်ဗျာရင်ဆုံးရင်နွေးအိုးတစ်လုံးတည်တယ်ပြီးရင်ကျွန်တော်အာဥတွေတဲ့နိုးတီဘူး6လုံးထမင်းချက်တယ်ပြီးရင်ကျွန်တော်တို့ထမင်းတအိုးချက်တယ်ပြီးရင်ရှိတဲ့ဟင်းလေးနဲ့စားတယ်အဲ့ဒါပြီးပြီဆိုရင်ငါကလေးတွေပါလေးစာကျွေးတယ်ပြီးပြီဆိုရင်တော့နောက်တစ်မိုက်ကလေးပါလေးလိုက်ရှင်းတာပေါ့မိုးရွာရင်တစ်ပင်စိုက်တယ်တခါလေးလူတန်းတရားလေးရှိလို့သွားတဲ့နေရာဆိုရင်လည်းသွားပေးပါတယ်လို့အခုမြောက်စာတွေပါတွေတချို့ကပြောတယ်တိတ်မကျွေးတာမမြင်တော့ဘူးတဲ့ကျွေးပါတယ်လို့သူတို့ကကြတော့ကျွန်တော်က line မှာမတင်ပြတာကျွေးခိုင်းတဲ့လူတွေကိုဗီဒီယိုရိုက်ပြီးတော့လှမ်းပို့ပေးလိုက်တယ်ကိုပေါ့ကိုနှစ်သက်တယ်လို့တင်ပါလို့ကျွန်တော်ကမတင်ဘူးဆိုတာကမြောက်စာကျွေးရင်လည်းတင်ရတာရိုက်ကြတာတွေကြအစင်မပြေလို့တခါလေမြောက်တယ်ကောင်တော့ကြိုက်တာတို့အော်တာတို့ရှိတော့ကြတော့အဲ့တန်တွေကအစင်မပြေဘူးပေါ့နော်အဲဒါကြောင့်မို့တချို့ကြလည်းနေရာလေးတွေပြောပြီးတော့ကိုယ်တိုင်လာကျွေးကြပါတယ်လို့မြောက်စာလာကျွေးတဲ့နေရာကတော့မန္တလေးတိုင်းဒေသကြီးပသိမ်ကြီးမြို့နယ်ရေတကွန်တောင်ကောက်ကွင်းထက်ကရေတကွန်တောင်မှာဗျာနော်တဲ့သိပ္ပံလိုင်းတိုင်းလာလဲရောက်ပါတယ်16လမ်းတိုင်းလာလို့ရန်ကင်းအောင်ရောက်ရင်လဲညာကိုချိုးလိုက်ရင်ရောက်ပါတယ်လို့အဲ့လိုလေးပြောတော့တချို့လည်းလာကြွေးတာတရသီးတို့ငပြောသီးတို့ပြောင်းမှုတို့ဒိုင်နာကြီးတွေဟိုင်းလက်ကြီးတွေနဲ့ပြလာကြွေးတော့ကားတွေမှာရှယ်တွေနဲ့ဟိုလာကြွေးတာအများကြီးပဲအဲ့ကြတော့ပီတီဖြစ်ကြပါတယ်ခုကတော့တချို့ဝေးတဲ့လူတွေကသူတို့ရွာအကြောင်းလေးတွေသူတို့နေတဲ့နေရာလေးတွေမှာသွားလှူခိုင်းတာလေးရှိတယ်အဲ့လိုလေးပေါ့လမ်းပြင်တဲ့နေရာလေးတွေသွားလှူပေးပါတယ်လို့အဲ့ဒါကြတော့ကျွန်တော်ကမတင်ပါဘူးသူတို့ပဲလူခိုင်းတဲ့စီကိုပဲပတ်စံဘလောက်ဆိုတော့ကွက်တီပဲသွားလူပေးတယ်သွားစရိတ်တို့ဘာတို့ကတော့ကျွန်တော်ဘာပဲခံတာပေါ့အဓိကကတော့ကိုဘက်ကရှင်းလေးလုပ်ပြီးတော့သူတို့ကလည်းအဲ့လိုကူညီတောင်းတာလေးရှိပါတယ်လို့အဲ့လိုလေးပဲကူညီပြီးတော့တယ်နော်မြောက်စာကျွေးဖို့ဘာညာကတော့တချို့ကျွေးခိုင်းတဲ့လူတွေလည်းကျွန်တော်ကအဲ့လိုဗီဒီယိုလေးရိုက်ဓာတ်ပုံလေးရိုက်ပြီးပို့ပေးရပေါ့အဲ့လိုအေးချမ်းချမ်းနဲ့ရိုက်ဓာတ်ပုံရိုက်ကြတာဗီဒီယိုရိုက်ကြတာဆင်ပြေရင်တော့လည်းတင်ပေးပါတယ်ဘာလို့လဲဆိုတော့တအုပ်မြစ်တာတအုပ်စီဇနာဗျာနော်ဘာလို့ဆိုတော့တလိမ့်ဆန်လေးလဲကိုကပြတော့ကိုကရိုက်ပြတော့အများကြီးစားရတယ်ဗျာလာကျွေးကြတယ်တောတောင်ကြီးကကြေကြီးလေးဒီတောတောင်ကြီးတွေကမြောက်တွေပဲလာကြတာဟုတ်ဗျာနော်ဒါဒီရရှိရောက်ဆိုရင်တော့ကောင်ကနေတော့မှအဲ့လိုမြင်သုံးတောင်ကြီးတွေမှာသွားမယ်ဒီဘက်ဝင်ရင်တောင်တွေကိုသွားမယ်သူကမြစ်ချိုးစားမယ်ညောင်သီးသေးရွက်တွေစားမယ်အဲ့လိုတွေပေါ့ဗျာ
သူကနေရာဒီလောက်ပဲများတာကောင်းလိုက်တာအေးနဲ့လေလေးကမလီနေလေတော့ကျလဲပူလိုက်တာအားလုံးပြောချင်းချမ်းမြေ့ကြပါသေးဗျ